ဒေါသတုံမကြောင့်ဖြစ်ပေါ်တတ်တဲ့လေကောင်းဝေဒနာတွေအကြောင်းကိုပြောပြလာခဲ့ရမှာဒီကနေ့တော့တလိပ်ဒေါသကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာအကြောင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘာကြောင့်တလိပ်ကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာဖြစ်ရတယ်လဲဆိုလို့ရှိရင်တော့အချို့အစာများတာအငံအစာများတာနဲ့အချင်းအစာများတဲ့ပုံကိုယ်တွေမှာလည်းဒီတလိပ်ကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာဖြစ်တတ်တယ်လို့ကိုယ်လက်လှူရှာမှုအားနေတာဒီအိယာထဲမှာဇိမ်ခံများတဲ့ပုံကိုယ်တွေအိနေများတဲ့ပုံကိုယ်တွေမှာလည်းတလိပ်ကြောင့်ဖြစ်တဲ့လေကောင်းဝေဒနာဖြစ်ပေါ်ခံစားတတ်ပါတယ်ဒီလေကောင်းဝေဒနာကအပြင်ကိုထွက်လာခဲ့မယ်ဆိုလို့ရှိရင်တော့တုတ်ခိုင်တောင်းနေတဲ့သဘောရှိပြီးတော့အကြီးအရွယ်ယိုစီးတတ်တဲ့သဘောလည်းရှိပါတယ်ဒီပေါ်ရင်ကွာဇုံတွေမှာတောင်းတင်းနာကျင်တဲ့သဘောရှိပြီးတော့ဒီလေကောင်းကလည်းရာရံတဲ့လက္ခဏာရှိပါတယ်ဒီလေကောင်းဝေဒနာဖြစ်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်တော့အစာပြက်တာအစာမကြေတာအစာစားခြင်းစိတ်နေတာပြုတ်အံတာခန္ဓာကိုယ်အေးပြီးတော့ဖျားတဲ့လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်အရှုအရှိုက်ပြင်းထန်တာချောင်းဆိုးတာစတဲ့လက္ခဏာတွေလည်းဖြစ်ပေါ်ခံစားရတတ်ပါတယ်ဒီလေကောင်းဝေဒနာရဲ့နောက်ဆက်တွဲအနေနဲ့ဒူလာကဲ့သို့သောယောဂါတွေခံစားရတတ်တယ်လို့ပန်းတိပန်းညူယောဂါကိုပါခံစားရနိုင်ပါတယ်ဒါကြောင့်ဒီလေကောင်းဝေဒနာဖြစ်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်တော့နီးစပ်ရာဆရာတွေနဲ့တတ်နိုင်ဆုံးတိုင်ပင်ပြီးတော့မြန်ဆုံးကုသကြဖို့အတွက်ကိုတိုက်တွန်းနေပါတယ်ဆရာရှိကနေပြီးတော့ဒီလေဒေါသနဲ့တိကျဒေါသအကြောင်းတွေကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်လေကြောင့်ဖြစ်တဲ့လေကောင်ယောဂတိကျကြောင့်ဖြစ်တဲ့လေကောင်ယောဂတလိပ်ကြောင့်ဖြစ်တဲ့လေကောင်ယောဂဆိုပြီးတော့လေကောင်ယောဂ၃မျိုးဖြစ်ပြီးတော့ဒီ၃မျိုးကိုမှတစ်မျိုးချင်းဖြစ်တယ်ဆိုလို့ရှိရင်တော့ပြတ်တဲ့ယောဂလို့ခေါ်ပြီးတော့တစ်မျိုးတည်းပို့ပြီးတော့2မျိုးတွဲတက်ပြီးတော့ဖြစ်မယ်ဆိုရင်ဒွေးဝင်းကြောင့်ဖြစ်တဲ့လေကောင်ယောဂ၃မျိုးတွဲပြီးတော့ဖြစ်မယ်ဆိုလို့ရှိရင်တော့တဏိပတ်လေကောင်ယောဂဆိုပြီးတော့လေကောင်ယောဂအနေနဲ့အမျိုးအစားတွေခွဲခြားထားတာဖြစ်ပါတယ်ဒီလိုဖြစ်ပေါ်တဲ့လေကောင်ဝေဒနာတွေကိုဆရာစီပဲဖြစ်ဖြစ်တခြားဆရာတွေနဲ့ကုသလို့ပဲဖြစ်ဖြစ်လေကောင်ယောဂကိုကုသခဲ့လေဆိုလို့ရှိရင်တော့ဆရာတွေတိတိကျကျမင်းများနာစစ်ဆေးတာတွေကိုခံယူပြီးမှသာလေဆေးကိုသုံးဆောင်ကြဖို့အတွက်တိုက်တွန်းနေပါတယ်ဒီလေကောင်းဝေဒနာဆေးတွေကိုဆရာကြီးကိုမှာယူတဲ့ပုံကောင်များအနေနဲ့လေဒီလေကောင်းဝေဒနာဖြစ်ပေါ်ပုံတွေကိုမင်းများတဲ့အခါမှာတိတိကျကျပြောပြပေးဖို့လေပြောချင်ပါတယ်အဲ့ဒီလိုပြောပြမှသာလေဘာကြောင့်ဖြစ်တဲ့လေကောင်းယောဂဆိုတာကိုသုံးဖြတ်နိုင်မှာဖြစ်ပြီးတော့အဲ့ဒီလိုသုံးဖြတ်နိုင်မှသာလေဘယ်လိုဆေးမျိုးအသင့်တော်ဆုံးဖြစ်တယ်ဆိုတာကိုစဉ်းစားချင့်ချိန်ပြီးတော့ကုသပေးနိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်